Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့analysis လုပ်နေရနေပေါ့နော် Bitcoin ကို knowledge ရှင်းနေလုပ်ချင်တာနဲ့ကျွန်တော် create လုပ်ပြီးတင်ပေးလိုက်တာဖြစ်ပါတယ် Okay Bitcoin ကတော့ Bitcoin မှာတော့ကျွန်တော်ကြည့်ရင်ကျွန်တော်တို့ဒါနှစ်နဲ့ကြည့်ပြီးတော့ဒီမှာကျွန်တော် head and shoulder ပေါ့နော် head and shoulder တခုကိုသူဖွဲ့ခဲ့တာဒါနှစ်နဲ့ချီပြီးသူဖွဲ့ခဲ့တာပြီးတော့ break out ဖြစ်တယ်ဒီ neckline ကိုလည်းပြန်နင်းတယ်9000ခွဲ9000 6000ဆိုတဲ့စုံကိုသူလည်းပြန်နင်းပြီးတော့အခုဆိုရင်တောက်လျှောက်သူတက်နေပြီလောလောဆယ်ကျွန်တော်တို့ blue မှာတွားပြီးတော့မေးစရာမလိုဘူး Bitcoin ကလုံးဝ trend stay at trend ရှိနေတော့ပဲလောလောဆယ် current trend ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် current trend မှာလည်းဒီကောင်ကလုံးဝ retreat တစ်စက်လေးမှမယူရသေးဘူး retreat ယူကျင်နေတဲ့သဘောမျိုးရှိတယ်ပေါ့နော် retreat ကိုနည်းနည်းကြီးကြီးမားပေါ့ retreat ကြီးကြီးမားသူယူကျင်နေတဲ့သဘောမျိုးရှိတယ်အဲ့ဒါလေးတစ်ခုတော့ရှိတယ်daily မှာကျွန်တော်တို့ကြည့်မှာဆိုရင် okay ကျွန်တော် daily မှာပြောရရင်ကျွန်တော်ဒီ channel ကိုကျွန်တော်focus ထားနေတာကြာပြီဒီ channel တစ်ခုပေါ့နော်တောက်လျှောက်ထောင်တက်နေတဲ့ channel လေးတစ်ခုရှိတယ်ပြီးတော့ကျွန်တော်ရေးကြည့်တဲ့ဒီ zone ပေါ့နော် Bitcoin ရဲ့ဒီ zone က1,9000 1,6000ဆိုတဲ့ zone ကကျွန်တော်နည်းနည်းရမဟုတ်ဘူးအရင် all time high ဖြစ်ခဲ့တဲ့ဒီနော်ဆယ်လာတအားဝင်ခဲ့တဲ့ဒီဆယ်လာတအားရောင်းခဲ့တဲ့တည်ပြီးရောင်းခဲ့တဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သိရမယ် channel ကိုမကြည့်ဘူးဆိုရင်လည်းဒီရေးကြီးတဲ့ zone ကိုသူ break out ဖြစ်တယ် break out ဖြစ်ပြီး break out ဖြစ်တော့ကလည်းကျွန်တော်တိတ်အားမရဘူးပြန်နင်းတော့လည်းသူတေချာပြန်နင်းလားဆိုတော့မနင်းဘူးပုံမှန်လေးပဲပြန်ဆင်းသွားတယ်ပေါ့နော်ဒီ zone ကိုကျွန်တော်တိတ်ပြီးတော့သဘောမကျဘူးသူ fake လောက်တာလားအဲ့လိုသဘောမျိုးရှိတယ်ပြီးတော့ဒီမှာဒီ zone ကလည်းနည်းနည်းရဆုံးမဟုတ်ဘူးသူပြန်ဝင်လာကြတဲ့ကဒီ zone အတိုင်းသူဒီ key level လို့ကျွန်တော်ယူဆတာဒီ zone အတိုင်းပဲသူပြန်လုပ်ဖို့ရှိတယ်နော်ပြီးတော့ဒီ trend line က sorry ဒီ channel ကလည်းbreak out ဖြစ်တာလေကျွန်တော် focus ထားတဲ့ channel ဒီ channel ကလည်း break out ဖြစ်တာလေဆိုတော့ကျွန်တော်တို့ W1 မှာကြည့်တော့လည်းသူ retracement ကောင်းမယူရသေးဘူး retracement ကောင်းယူဖို့ရှိတယ် retreat သူကောင်းယူဖို့ရှိတယ်ပေါ့နော်ဒါမျိုးရှိတယ်ဒီ channel ကိုတစ်ချက်ကျွန်တော်ဖြောင်းမယ်တခြားဟာတွေကျွန်တော်တစ်ချက်ဖြောက်ပြီးကျွန်တော်ကြည့်မယ်ဆိုရင်လည်းဒီမှာဘာတော့ဖြစ်နေလဲဆိုတော့ head and shoulder ပုံစံပေါ့နော်ဒါ head and shoulder ပုံစံတော့ဖြစ်နေတယ်ဒီမှာ neckline ဆွဲတယ် head and shoulder ပုံစံဖြစ်နေတယ်ဘယ်လိုပုံစံလဲဆိုတော့ဒီလိုမျိုးပုံစံပေါ့နော် head and shoulder ဖြစ်ဖို့ပုံစံမျိုးသူအလုံးကျင်နေတာတွေတွေ့ရတယ်ပေါ့နော် head and shoulder ပုံစံလုံးကျင်နေတာတွေကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့သိရမှာဒီကောင် retracement ကြီးသွားဖို့ရှိနေပေါ့နော် retracement ကြီးသွားဖို့ရှိနေတယ်အဲ့တော့ကျွန်တော်ဘယ်ဇုံတွေကိုသွားနိုင်လဲဘယ်ဇုံတွေသွားနိုင်လဲဆိုတော့သူဆင်းလာနိုင်ခြေရှိတဲ့ဇုံတွေကဒီဇုံ market imbalance ဇုံတွေရှိဘူးပေါ့နော်ကျွန်တော်ဒီကောင်လေးတစ်ချက်ဖြစ်လာOkay market imbalance zone တွေဖြစ်တဲ့ဒီ zone ပေါ့နော်ကျွန်တော်တေချာကြည့်လိုက်ရင် break out bar လို့လည်းခေါ်တယ်ဒီ zone market imbalance တွေက break out bar တွေမှာရှိတယ်ပေါ့နော် break out bar တွေရဲ့ zone လေဘာဖြစ်လို့ဒီမှာ break out bar ဒီမှာ break out bar အဲ့ဒီ bar နှစ်ပါးဒီတိုင်းကြည့်ရင်ကျွန်တော်သိတာလေဒီမှာ bar big shadow ကန်နေတယ်တွေ့လားဒီ big shadow ကန်တဲ့အချောင်းကြီးစိမ်းအောင်ချောင်းကြီးရဲ့အဲ့ဒီကောင်ရဲ့ဒီဘယ်လိုဆွဲလဲဆိုတော့ကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာကျွန်တော်အသေးစိတ်ကျွန်တော်ရှင်းပြပေးမယ်အခုတော့ကျွန်တော်နည်းနည်းလေးပြောပြသွားမယ်ဒီ break out bar ရဲ့အရှိကန်တယ်အနောက်ကန်တယ်ရဲ့ high နဲ့ low ကျွန်တော်တို့အအောင်ချဲလိုက်တာပေါ့နော်ဒီမှာ high ဒီနောက်ကန်တယ်ရဲ့ low ပေါ့နော် bullet break out bar ဖြစ်လို့ပေါ့နော်ဒါ bearish break out bar ဆိုရင်လည်းအဲ့ဒီတိုင်းပဲကျွန်တော်တို့ဆွဲရတယ်အဲ့လိုဆွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါ market imbalance လို့ခေါ်တယ်ဒါတူကောက်ဆိုရင်ကျွန်တော်တို့ IMP လို့လည်းခေါ်တယ်ဒီ zone တစ်စုံသူလာနိုင်ခြင်းအများဆုံးပဲဒီ zone တစ်စုံပါဆိုရင်ဘယ်နားလေးတွေရှိနေလဲ9600နော်ဘာဖြစ်လို့ဒီမှာလဲ resistance အနေနဲ့ဒီ support အနေနဲ့သူလာပြန်လှုပ်မလားဒါမျိုးတစ်ချက်စောင့်ကြည့်မယ်ဒါဒီမှာသူမလုပ်ဘူးဆိုရင်ဒီ zone မှာဒီ9000ဆိုတဲ့ zone တွေ9300 9300ဆိုတဲ့ zone တွေပေါ့နော်ကျွန်တော်အလွန်ဆုံးဆိုရင်8800ဆိုတဲ့ zone ထိသူလာနိုင်ခြေရှိတယ်ပေါ့နော်ဒါမျိုးတွေရှိတယ်ဒါကတော့ကျွန်တော်တို့maybe ပဲဒါဘာဖြစ်လဲဆိုတော့ market ကရဲ့ဒါတကူစားပေါ့နော်ဒါ analysis လုပ်တဲ့ပုံစံလေးဖြစ်တယ်ဒါ retracement ယူမယ်ဘယ်ဆုံးတွေထိရောက်မယ်ဆိုတာကိုကျွန်တော်knowledge sharing အနေနဲ့ပြုလုပ်ပေးသွားတာဖြစ်တယ်market ကကျွန်တော်တို့မြင်တယ်လို့လည်းဖြစ်သွားနိုင်တယ်ကျွန်တော်အမြင်တွေကလည်းမှားသွားနိုင်တယ်နော်ဒါပေမဲ့ market ကတော့မမှားဘူးဒါမျိုးတော့ကျွန်တော်တို့လက်ခံနိုင်ရမယ် market မှာ supply နဲ့ demand တကယ်လို့ buyer တွေကအခုလောဆယ်အားတာနေတာသူ retracement ကြီးမယူဘူးသူတက်သွားမြင်တယ်သူတက်သွားရင်လည်းဒါဖြစ်နိုင်
ပေါ့နော်ဒါကျွန်တော်တို့ analysis ကိုမှားတယ်လို့ပဲကျွန်တော်တို့ယူဆရမယ် market ကအမြဲတမ်းမှန်တယ်လို့ပဲကျွန်တော်ယူဆရမယ် okay ဒီနေ့တော့ကျွန်တော်ဒီလောက်ပဲဒီ Bitcoin analysis ကိုကျွန်တော် sharing လုပ်ပေးတော့တာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် Bitcoin ကိုတည်ပြီးဆိုရင်နောက်ထပ် crypto တွေက Bitcoin တက်ရင်တက်တာများတယ်ကျရင် Bitcoin ကျရင်လိုက်ကြတာများတဲ့အတွက်ကြောင့်ကျွန်တော်နောက်ထပ် crypto တွေကိုကျွန်တော်ရှင်းပြီးတော့ analysis လုပ်ရင်ပို့ပြီးတော့အကျိုးရှိနိုင်တယ်Okay ကျွန်တော်ရဲ့ဗီဒီယိုကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel ကို like subscribe follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ